မက်ရဲ့မိန်းမကကိုဝင်ဆောင်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။သူမကမွေးဖွားတော့မဲ့အချိန်ရောက်နေပြီးအခြေအနေကလည်းအတော်ဆိုးနေပါတယ်။သူမဟာနာကျင်လွန်းလို့ဟိုကိုင်ဒီကိုင်နဲ့စီမီကွက်ကိုတိုက်မိပြီးစီမီကွက်မှောက်သွားပါတယ်။အဲ့အချိန်မှာကလေးငိုတန်တစ်ခုကိုကြားလိုက်ရပါတယ်။စစ်မြေပြင်မှာတော့ဒဏ်ရာအပြင်းထန်ရထားတဲ့စစ်သားတွေဟာစစ်ပွဲမှာအရေးနှိမ့်နေကြပါတယ်။သူတို့ကနောက်ထပ်စစ်သားအကူအညီတွေရောက်လာတော့မှမဟုတ်ဘူးလို့တောင်ထင်နေကြပါတယ်။အဲ့ဒီအထဲမှာတော့မတ်ဆိုတဲ့လူငယ်တစ်ယောက်လည်းပါလာပါတယ်။မတ်ဟာစစ်ပွဲမှာအပြင်းထန်ဒဏ်ရာရထားပေမဲ့သူ့စိတ်ထဲမှာတော့အိမ်ပြန်ရမယ်ဆိုတဲ့အတွေးတစ်ခုတည်းပဲရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့သူဇနီးနတ်ကကလေးမွေးတော့မဲ့အချိန်ရောက်နေပြီဖြစ်ပါတယ်။ဒီနေရာမှာမတ်ရဲ့တငယ်ချင်း၄ယောက်ဖြစ်တဲ့တာပေါက်ရှင်းနဲ့အေးတို့လည်းရှိနေကြပါတယ်။ပေါက်ကဘနာနာလေတန်နဲ့အရှုံးမပေးနဲ့ကြိုးစားငါတို့မှာဓာတ်တွေလက်တွေခြေထောက်တွေရှိသေးတယ်လို့ပြောနေတော့လက်ပြက်နေတဲ့တယောက်ကပေါက်ကိုထဆဲပါတယ်။ပေါက်ကဘာပဲဖြစ်ဖြစ်အနိုင်ရအောင်တိုက်မယ်ဆိုပြီးတနက်နဲ့လူတွေကိုဓာတ်တွေနဲ့ပြေးခုတ်တာအကုန်အပြစ်ခံလိုက်ရပါတယ်။ဒဏ်ရာရနေတဲ့မတ်ကသူ့အိမ်ကိုဘလို့နီးနဲ့မဆိုပြန်ရမယ်လို့သူ့တငယ်ချင်းတွေကိုပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဇနီးနတ်ကသူ့ကလေးကိုမွေးနေပြီပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲကြေးရွာဘက်မှာနတ်ကမွေးကင်းသားကလေးကိုခြိထားပြီးမတ်ရဲ့နာမည်ကိုအော်ခေါ်နေပါတယ်။သူမရဲ့အော်တန်ကတရွာလုံးကိုထိတ်လန့်စေတဲ့အထိကြောက်စရာကောင်းပါတယ်။ရွာသားတွေကလည်းအဲ့ဒီအတန်ကြားတာနဲ့အိမ်တကားတွေပြတင်းပေါက်တွေကိုအမြန်ပိတ်လိုက်ကြပါတယ်။ဒါပေမဲ့နတ်ကတော့မတ်ရဲ့နာမည်ကိုမယမနာအော်ခေါ်နေသေးဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကကြည့်ရတာပုံမှန်မဟုတ်တာတော့သိကြနေပါတယ်။အချိန်အနည်းငယ်ကြာပြီးနောက်မတ်နဲ့သူ့တငယ်ချင်းတွေကစစ်မြေပြင်ကနေလွတ်မြောက်လာပြီးမတ်ရဲ့ရွာကိုပြန်လာကြပါတယ်။ဒါပေမဲ့ရွာထဲကိုဝင်လိုက်တာနဲ့တခုခုထူးဆန်းနေမှသူတို့တွေသတိထားမိလိုက်ကြပါတယ်။ရွာလုံးကလူသူကင်းမဲ့နေပြီးတော့အရန်တိတ်ဆိတ်နေပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့ပျော်ရွှင်မှုကြောင့်မတ်ကအဲ့ဒီအရာတွေကိုသတိမထားမိပဲဖြစ်သွားပါတယ်။သူ့အိမ်ကိုရောက်တဲ့နဲ့သူ့ဇနီးနဲ့ကလေးကိုပြန်တွေ့ရပြီးအရန်ပျော်သွားပါတယ်။မတ်ကသူ့တငယ်ချင်းတွေကိုလည်းနတ်နဲ့မိတ်ဆက်ပေးပါတယ်။နတ်ကအရန်လာတာကြောင့်သူ့တငယ်ချင်းတွေကပါသဘောကျသွားကြပါတယ်။အထူးသဖြင့်ပေါက်ကတော့နတ်ကိုတော်တော်လေးသဘောကျသွားပါတယ်။မတ်ကသူ့တငယ်ချင်းတွေကိုရက်အနှဲငယ်လောက်ရွာမှာနေဖို့ပြောပြီးသူ့အတော်ရဲ့အိမ်ဟောင်းလေးမှာနေဖို့စီစဉ်ပေးပါတယ်။အဲ့ဒီညမှာမတ်နဲ့နတ်တို့ကစကားပြောနေကြရင်မတ်ရဲ့ဖျားဆွဲကြိုးမှာသွေးတွေကပ်နေတာကိုနတ်တွေ့သွားပါတယ်။နတ်ကအဲ့ဒီဆွဲကြိုးကိုအခုမဝစ်ပါနဲ့အောင်နောက်မှတန်ရှင်းပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီညမှာထူးဆန်းတဲ့အရာတစ်ခုထပ်ဖြစ်လာပါတယ်။နတ်ကသူ့ကလေးကိုချော့တဲ့ရင်တချင်းဆိုနေတဲ့အချိန်မှာရွာသားတွေကတော့သူမရဲ့တချင်းတန်ကိုကြားပြီးကြောက်လန့်နေကြပါတယ်။နောက်တစ်နေ့မနက်မှာတော့စစ်ပွဲမှာတည်ဆုံးခဲ့တဲ့စစ်သားတွေရဲ့အလောင်းကိုမိသားစုတွေစီပြန်ပို့ဖို့လှေတစ်စင်းနဲ့တည်လာတာကိုတွေ့ရပါတယ်။မတ်နဲ့သူ့တငယ်ချင်းတွေကတော့ရွာဈေးထဲကိုဈေးဝယ်ထွက်ကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကမတ်ကိုတီးတဲ့လူတိုင်းကသူ့ကိုမြင်တာနဲ့ထွက်ပြေးကြပါတယ်။မတ်ကတော့ဘာကြောင့်သူ့ကိုလူတိုင်းကြောက်နေကြတာလဲဆိုပြီးတော့နားမလည်နိုင်ဖြစ်နေပါတယ်။နောက်ဆုံးမှာသူတို့ကဆိုင်ကိုရောက်သွားကြပါတယ်။ဆိုင်ပိုင်ရှင်အမျိုးသမီးကမတ်ကိုကြည့်ပြီးစိတ်ဆိုးနေပါတယ်။သူမကမတ်ကိုသူ့ဇနီးနဲ့ပတ်သက်ပြီးတကယ်အမှန်တရားကိုသိလားလို့မေးပါတယ်။မတ်ကတော့ဘာကိုဆိုလို့မှမသိဘူးဖြစ်နေပါတယ်။အဲ့ဒီအမျိုးသမီးကမတ်ကိုအိမ်ပြန်ရောက်ရင်သူ့ဇနီးနဲ့ကလေးကိုခြေထောက်နှစ်ချောင်းကြားကနေငုံကြည့်ဖို့ပြောပါတယ်။အဲ့လိုကြည့်လိုက်ရင်သူ့ဇနီးနဲ့ကလေးရဲ့အမှန်တရားကိုသိလာလိမ့်မယ်လို့ထပ်ပြောလိုက်ပါတယ်။ဒါမဲ့သူမရဲ့သားကချက်ချင်းရောက်လာပြီးသူ့အမေကအယက်မူးပြီးပြောတာတွေကိုအလေးမထားဖို့မတ်ကိုပြောလိုက်ပါတယ်။ဒါမဲ့ဒီစကားတွေကြောင့်မတ်ရဲ့တငယ်ချင်းတွေရဲ့စိတ်ထဲမှာတော့တန်တရားတစ်ခုစတင်ဝင်ရောက်လာပါတော့တယ်။အဲ့ဒီညမှာသူတို့အားလုံးအရက်တောက်နေကြရင်ရှင်းကသူ့အမေကလည်းတရေရှိမရှိသိကျင်ခြေထောက်နှစ်ချောင်းကြားကနေငုံကြည့်ရတယ်လို့ပြောဘူးကြောင်းပြပြပါတယ်။ဒါနဲ့သူတို့ကအရက်သိမ့်မမူးသေးတဲ့ရှင်းကိုမတ်ကိုတောက်ခေါ်ဖို့လွတ်လိုက်ပါတယ်။ရှင်းကမတ်တို့အိမ်ကိုရောက်သွားတဲ့အခါအရန်ထိတ်လန့်သွားပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအိမ်ကလူနေတဲ့အိမ်နဲ့မတူပဲနှစ်ပေါင်းများစွာလူမနေခဲ့တဲ့အိမ်တစ်လုံးလိုဖြစ်နေပါတယ်။ရှင်းလည်းမတ်ကိုခေါ်ဖို့လှေကားကနေအိမ်ပေါ်ကိုတက်လာပါတယ်။လှေကားနှစ်ထင်းမြောက်အရောက်မှာတော့ရှင်းကလည်းတရေကားတွေရဲ့ထုံးစံအတိုင်းလှေကားကျိုးကြမှာကိုသိလို့မတ်ကိုတော့မရဘူးဆိုပြီးနောက်တစ်ထစ်ကိုကြော်တက်လိုက်ခါမှတကယ်ကျိုးကြသွားပြီးခိုးကြသွားပါတော့တယ်။အပေါ်လဲရောက်ရောအိမ်ထဲမှာခလေးပခတ်ကသူ့ဟာသူထလွဲနေတာကိုသူမြင်လိုက်ရတာကြောင့်ထိတ်လန့်ပြီးပြေးထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတံပီယာသီးတစ်လုံးကအောက်ကိုပြုတ်ကျလာပါတယ်။ရှင်းကနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါတံပီယာသီးကိုလူတစ်ယောက်ကလက်အရှိကြီးနဲ့ပြန်ကောက်ယူသွားတာကိုတွေ့လိုက်ရပါတယ်။ဒီတော့ရှင်းလည်းအသက်လူပြီးသူ့တငယ်ချင်းတွေစီပြန်ပြေးပါတော့တယ်။ဒါပေမဲ့အားလုံးကအယက်မူးနေကြတာကြောင့်ရှင်းပြောတာကိုဘယ်သူမှမယုံကြပါဘူး။အဲ့ဒီအချိန်မှာတော့အစောပိုင်းကဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့အလောင်းရေထဲမှာမျောနေတာကိုတွေ့ရပါတယ်။နောက်တစ်နေ့မှာတော့သူတို့အားလုံးအိမ်ကိုပြည့်ပြည့်နေကြပါတယ်။အဲ့ဒီအချိန်မှာတာကအိမ်နောက်ဖေးကိုတွားပြီးတေးသွားပေါက်ပါတယ်။အဲ့ဒီမှာလက်စွပ်ဝတ်ထားတဲ့အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်။တာလည်းကြောက်ပြီးထွက်ပြေးရင်ပြားအောင်တစ်ခုကိုမတော်တဆဝင်တိုက်မိသွားပါတယ်။ဒီတော့ပြားတွေကသူ့ကိုဝိုင်းပြီးထိုးကြပါတော့တယ်။တာလည်းသူ့တငယ်ချင်းတွေစီပြန်ရောက်လာပြီးအလောင်းအကြောင်းကိုပြောဖို့ကြိုးစားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာနတ်ရဲ့လက်ချောင်းမှာဝတ်ထားတဲ့လက်စွပ်ကိုမြင်လိုက်ရပါတယ်။အလောင်းရဲ့လက်မှာတွေ့ခဲ့တဲ့လက်စွပ်နဲ့တပုံစံနဲ့တူနေပါတယ်။ဒီတော့သူ့စိတ်ထဲမှာနတ်ကတရေဖြစ်နေတာများလားဆိုပြီးချက်ချင်းအတွေးတစ်ခုဝင်လာပါတယ်။ပြားတွေထိုးထားတာကြောင့်စကားကိုလည်းကောင်းကောင်းမပြောနိုင်တော့တဲ့အတွက်တာကစာရွက်နဲ့စာရေးပြီးအားလုံးကိုပြလိုက်ပါတယ်။သူ့တငယ်ချင်းတွေကလည်းအဲ့ဒီစာကိုဖတ်ပြီးအရန်ကြောက်သွားကြပါတယ်။သူတို့ကမတ်ကိုဘာမှမပြောဘဲထွက်ပြေးဖို့ပစ္စည်းတွေစတင်ထုတ်ပိုးကြပါတော့တယ်။ဒါပေမဲ့တာကမတ်ကိုတရေနဲ့တယောက်တည်းထားခဲ့ပြီးထွက်မပြေးချင်ဘူးဖြစ်နေပါတယ်။အဲ့ဒါကြောင့်အဲ့ဒီညမှာတာနဲ့ရှင်းတို့ကမတ်ကိုနတ်ရဲ့အကြောင်းအမှန်တိုင်းပြောပြဖို့သူ့အိမ်ကိုသွားကြပါတယ်
အဲ့ဒီအချိန်မှာပဲပင်ဆိုတဲ့လူတစ်ယောက်ရောက်လာပါတယ်သူ့အမေဖြစ်သူဆိုင်ပိုင်ရှင်အမျိုးသမီးတည်ဆုံးသွားတာကြောင့်ဝမ်းနည်းနေပါတယ်သူကသူ့အမေအတွက်ပူဇော်ဖို့လိုအပ်တဲ့နွားတစ်ကောင်ကိုရှာနေပါတယ်အဲ့ဒီနွားကလည်းမနေ့ကတည်းကပျောက်နေပါတယ်သူ့စကားကိုကြားပြီးမဲ့ရဲ့တငယ်ချင်းတွေကပို့ပြီးကြောက်လာကြပါတယ်သူတို့ကနတ်ဟာပင်ရဲ့အမေကိုတတ်လိုက်တာလို့ထင်နေကြပါတယ်အဲ့ဒီအချိန်မှာတာနယ်ရှင်းတို့ကမက်အိမ်ရှိမှရက်ပြီးမက်ကိုခေါ်နေကြပါတယ်မက်နဲ့အတူနတ်လည်းထွက်လာပါတယ်သူတို့အားလုံးကနတ်ရဲ့အိမ်ကိုလာရတဲ့အကြောင်းပြချက်ကိုဖုံးကွယ်ဖို့နတ်ကအရန်လာလို့ချီချူးစကားလာပြောတာလို့ပြောလိုက်ကြပါတယ်မက်ကလည်းအရန်ပြောသွားပြီးသူတို့အားလုံးကိုညတ်တာစားဖို့ဖိတ်လိုက်ပါတယ်ဒါပေမဲ့နတ်ပြင်ပေးတဲ့အစားအစာတွေကတော့တာမန်အစားအစာတွေနဲ့မတူဘူးဖြစ်နေပါတယ်အရွယ်ဟင်းနဲ့ပိုးကောင်တုပ်လိုမျိုးထူးထူးဆန်းဆန်းအစားအစာတွေဖြစ်နေပါတယ်နတ်ကိုကြောက်နေတာကြောင့်သူတို့အားလုံးလည်းအတင်းစားပြီးအမြန်ပြန်ဖို့ကြိုးစားကြပါတယ်ဒါပေမဲ့နတ်ကသူတို့နတ်ကိုလိုက်လာပြီးဒီရွာမှာရှိနေသူတွေကိုယ့်အလုပ်ကိုလုပ်ပြီးသူ့ကိစ္စကိုဝင်မရှုပ်ဖို့တတိပေးလိုက်ပါတယ်သူတို့လည်းအရန်ကြောက်သွားပြီးဒီဘက်ကန်းကအိမ်ကိုဝရုံးသုံးကပြန်ပြေးကြပါတယ်မက်ကတော့သူ့တငယ်ချင်းတွေကိုနတ်အပေါ်တန်တရားဝင်နေတာမကြိုက်ကြောင်းပြောပါတယ်ပြီးတော့ပင်ကမက်စစ်ထဲသွားနေတော့နတ်ကိုအခွင့်ကောင်းယူဖို့ကြိုးစားခဲ့ကြောင်းပြောပြပါတယ်နတ်ကတော့မက်ကိုတကယ်ချစ်တဲ့အတွက်ပင်ရဲ့အကြံကိုလက်မခံခဲ့ပါဘူးဒါကြောင့်ပင်ကနတ်ကိုမကောင်းပြောပြီးတရေလို့နာမည်ဖျက်ဖို့ကြိုးစားခဲ့တာလို့မက်ကယုံကြည်နေပါတယ်သူ့တငယ်ချင်းတွေကတော့မက်ကိုဆက်ပြီးတတိပေးကြပါတယ်ဒါပေမဲ့မက်ကသူတို့စကားကိုလက်မခံပဲစိတ်ဆိုးပြီးထွက်သွားပါတယ်နတ်နဲ့မက်နှစ်ယောက်တည်းကြံခဲ့တဲ့အချိန်မှာမက်ကနတ်ကိုသူ့တငယ်ချင်းတွေပြောတာတွေကိုစိတ်ထဲမထားဖို့ပြောပါတယ်ပြီးတော့နတ်လုတ်ပေးထားတဲ့အစားအစာတွေကိုလည်းစားပြပါတယ်နောက်ဆုံးမှာမက်ကအရန်ထိမိတဲ့စကားတစ်ခုကိုပြောလိုက်ပါတယ်မင်းကတရေဖြစ်နေရင်တော့ငါမင်းကိုချစ်နေဦးမှာပဲဆိုပြီးဟဲလေးရဲ့နင်ပါပဲဖြစ်ဖြစ်ချစ်တယ်ဆိုတဲ့သချင်းကိုဆိုပြလိုက်ပါတယ်အဲ့ဒီနောက်မက်နဲ့နတ်တို့ဟာရွာပွဲစည်းတစ်ခုကိုအတူသွားကြပါတယ်နှစ်ယောက်သားလည်းအရန်ပျော်ရွှင်စွာအချိန်ဖြုံးကြပါတယ်ဒါပေမဲ့မက်ရဲ့တငယ်ချင်းတွေကတော့သူ့ကိုနတ်နဲ့ခွဲပြီးရွာကနေခေါ်ထုတ်ဖို့နောက်ကနေလိုက်လာကြပါတယ်တရေမကိုတရေအိမ်ထဲမှာတရေပြန်ချောက်ပြီးနတ်ကိုလှည့်စားကမက်ကိုခေါ်ထုတ်ပြီးတောထဲကနေထွက်ပြေးကြပါတယ်တောထဲရောက်တဲ့အခါသူတို့ကမက်ကိုအမှန်တိုင်းပြောပြကြပါတယ်မင်းရဲ့ဇနီးနတ်ကတရေပဲလို့ဝိုင်းပြောကြပါတယ်ဒါပေမဲ့မက်ကသူတို့စကားကိုလုံးဝမယုံပါဘူးအဲ့ဒီအချိန်မှာသူတို့သတိထားမိတာကမက်ရဲ့စစ်ဒဏ်ရာဟာရပ်ပေါင်းများစွာကြာလာတာမပြောက်သေးပဲဖြစ်နေပါတယ်ပြီးတော့မက်ရဲ့ level မှာလည်းအဲ့ဒီအလောင်းရဲ့လက်မှာတွေ့ခဲ့တဲ့လက်စွပ်နဲ့တူနေတဲ့လက်စွပ်တကွင်းရှိနေတာကိုတွေ့လိုက်ရပါတယ်ဒီတော့သူတို့အားလုံးကနက်ကတရေမဟုတ်ဘူးဆိုရင်မက်ကတရေဖြစ်နေတာလားဆိုပြီးစဉ်းစားမိသွားကြပါတယ်သူတို့ကမက်ဟာစစ်မြေပြင်မှာတင်တည်ဆုံးသွားခဲ့ပြီးသူဇနီးနဲ့ကလေးကိုတွေ့ကျင်တဲ့စိတ်ကြောင့်တရေအဖြစ်ဆက်လက်ရှင်သန်နေတာလို့ထင်လာကြပါတယ်တာကမက်ကိုစံမန်းနဲ့ပတ်လိုက်တဲ့အခါမက်ကနာကျင်လုံးလုံးអော်လိုက်ပါတယ်ဒီတော့သူတို့ရဲ့တန်တရားကပိုပြီးတေချာလာပါတယ်သူတို့ကမက်ကိုထားခဲ့ပြီးနက်ကိုခေါ်ထုတ်ဖို့အိမ်ကိုပြန်သွားကြပါတယ်နက်ကိုလည်းမက်ကမျိုးတကားမှစောင့်နေတယ်လို့လိန်ပြောပြီးသူတို့နဲ့အတူထွက်လာဖို့ခေါ်ကြပါတယ်နက်ကလည်းသူတို့ကိုယုံပြီးလိုက်လာပါတယ်သူတို့လှေနဲ့ထွက်လာချိန်မှာတော့လှေပေါ်မှာလူများလွန်းတာကြောင့်လှေကနစ်လာပါတယ်အဲဒါကြောင့်ပစ္စည်းတွေကိုရေထဲပစ်ချလိုက်ကြပါတယ်အဲ့ဒီထဲမှာလှေကိုလော်တဲ့လော်တက်လဲပါသွားပါတယ်အဲ့ဒီအချိန်မှာမက်လည်းသူတို့နောက်ကိုလိုက်လာပါတယ်မက်ရေထဲဆင်းလာတဲ့အခါရေနစ်သွားပါတယ်ဒီတော့သူတို့အားလုံးအံ့ဩသွားကြပါတယ်တရေတစ်ကောင်ကရေနစ်နိုင်ပါမလားဆိုပြီးတွေးမိသွားကြပါတယ်ဒီတော့မက်ကတရေမဟုတ်ကြောင်သိလာကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလက်စွပ်တကွင်းကအေးရဲ့လက်ထဲကနေပြုတ်ကျလာပါတယ်တာကမြင်တော့အေးကတရေပဲဆိုပြီးអော်လိုက်ခါအေးကိုရေထဲကန်ချလိုက်ပြီးတက်မရှိတော့တာကြောင့်လှေကိုလက်နဲ့ပဲလှော်ကြပါတယ်အဲ့ဒီအချိန်မှာနက်ကရေထဲကတက်ကိုကောက်ယူပြီးသူတို့ကိုပြန်ပေးလိုက်ပါတယ်ဒီနေရာမှာတာကပထမတော့ဝမ်းသာအားရနဲ့လှော်နေပေမဲ့တခုခုကိုသတိထားလိုက်မိပါတယ်တက်တွေကလှေနဲ့အတော်ဝေးကိုမျောသွားတာကိုသူကိုယ်တိုင်မြင်ခဲ့တာပဲဖြစ်ပါတယ်ဒါဆိုနက်ကလှေပေါ်ကနေမစင်းမဲ့အဲ့ဒီတက်ကိုဘလို့ပြန်ယူလာနိုင်တာလဲဆိုပြီးတွေးမိသွားပါတယ်တာလည်းအရင်ဆိုင်ပိုင်ရှင်ပြောခဲ့တဲ့ဤအတိုင်းခြေထောက်နှချောင်းကြားကနေနက်ကိုငုံကြည့်လိုက်ပါတယ်သူ့တငယ်ချင်းတွေကကွယ်နေတာကြောင့်ဘဲကိုဖဲညာကိုဖဲနဲ့ဗျံပရာတွေဖြစ်နေပါတယ်နောက်ဆုံးတာလည်းစစ်ပြန်တချင်းကိုဆိုပြီးတချင်းအဆုံးမှာအားလုံးခေါင်းဆောင်သွားတော့မှနက်ကတကယ်တရေဖြစ်နေတာကိုသိသွားကြပါတယ်နက်ကလည်းသူ့လက်အရှိကြီးနဲ့မက်ကိုလှမ်းကင်လိုက်ပါတယ်သူတို့အားလုံးကကြောက်လန့်ကမက်ကိုခေါ်ပြီးလေပေါ်ကနေရေထဲခုန်ချကနီးစက်ရကမ်းပေါ်ကိုရေကူးထွက်ပြေးကြပါတယ်ချင်းကတော့ရေမကူးတက်လို့လေပေါ်မှာကြံခဲ့ပါတယ်တရေမကရှင်းရဲ့ခေါင်းကိုလှမ်းကင်လိုက်တဲ့ကြောင့်ရှင်းလည်းကြောက်လန့်ပြီးရေထဲခုန်ချကခွေးကူးတွေဖားကူးတွေနဲ့အကူပေါင်းများစွာကူပြီးကမ်းပေါ်ကိုရောက်လာပါတယ်ဒါပေမဲ့မက်ကတော့နက်ကိုထားခဲ့ဖို့မလိုလားပါဘူးအဲဒါကြောင့်သူ့တငယ်ချင်းတွေကမက်ကိုမေလဲအောင်လုပ်ပြီးအနီးနားကဘုန်းကြီးကျောင်းတစ်ခုကိုခေါ်သွားကြပါတယ်ဘုန်းကြီးကသူတို့အားလုံးကိုပရိတ်ကျိုးတွေနဲ့ကာထားတဲ့စဝိုင်းထဲမှာနေဖို့ပြောပါတယ်ဒီကျိုးဝိုင်းထဲမှာရှိနေသူရဲ့နက်ကသူတို့ကိုမထိနိုင်ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့နက်ကလည်းသူတို့နောက်ကိုလိုက်လာပါတယ်နက်ကကြောက်စရာအသွင်ပြင်းနဲ့သူတို့ရှေ့မှာပေါ်လာပြီးဘုန်းကြီးကဂျေမန်းနဲ့တားဆီးဖို့ကြိုးစားပါတယ်ဒါပေမဲ့မက်ကသူ့တနည်းကိုကာကွယ်ဖို့လုပ်နေရင်ဂျေမန်းကော့ကပေါက်ပေါ်ကိုမှောက်ကျသွားပါတယ်ဘုန်းကြီးကဆံမန်းနဲ့ထပ်တားဖို့ကြိုးစားတဲ့အခါရှင်ကအဲ့ဒီဆံတွေကိုမှတ်တွေကိုကျွေးပစ်လိုက်ပါတယ်မက်ကလည်းရုံရင်ကန်ရင်နဲ့ဘုန်းကြီးကိုကန်လိုက်မိတာကြောင့်ဘုန်းကြီးလည်းကျိုးဝိုင်းအပြင်ဘက်ကတရေမရှိကိုမှောက်ရသားလေးကျသွားပါတယ်အဲ့အချိန်မီးတွေအကုန်ငြိမ်းသွားပါတယ်မီးတွေပြန်လင်းလာတဲ့အခါမတ်တို့၄ယောက်ကပရိတ်ကျိုးတွေနဲ့အချီခံထားရပြီးဘုန်းကြီးကလည်းတွေ့ရပြင်းပေါက်ကနေဆင်းပြေးပါတော့တယ်အဲ့ဒီအချိန်မှာအေးလည်းနောက်တကားကနေရောက်လာပါတယ်သူကငါတရေမဟုတ်ဘူးလို့ပြောပါတယ်ဒါပေမဲ့သူ့တငယ်ချင်းတွေကမယုံကြပါဘူးနောက်ဆုံးမှာတော့အေးကသူ့မှာရှိတဲ့လက်စွပ်အကြောင်းကိုအမှန်တိုင်းဝန်ခံလိုက်ပါတယ်
သူကအဲ့ဒီလက်စုပ်ကိုအလောင်းစီကခိုးယူထားတာဖြစ်ပြီးနောက်မှဈေးကောင်းကောင်းနဲ့ရောင်းဖို့တင်ထားတာဖြစ်ပါတယ်ဒါကြောင့်အေးလည်းတရေမဟုတ်ကြောင်းအားလုံးသိသွားကြပါတယ်ဒါပေမဲ့အခုချိန်မှာတော့နက်ကပိုပြီးဒေါသထွက်နေပါပြီသူမကအဲ့ဒီဆိုင်မှာရှိအမျိုးသမီးကိုသူတက်ခဲ့တာမဟုတ်ကြောင်းပြောပြပါတယ်အဲ့ဒီအမျိုးသမီးဟာသူ့ဟာသူအယံမူပြီးရေထဲကိုပြုတ်ကျပြီးတေဆုံးသွားတာပဲဖြစ်ပါတယ်နက်ကသူတို့ကိုရင်နာစရာအကြောင်းတစ်ခုပြောပြပါတယ်သူမဟာတေဆုံးသွားပြီးနောက်တော့သူမအချစ်ဆုံးလူနဲ့အတူတူနေကျင်ခဲ့တာပဲဖြစ်ပါတယ်သူမအတွက်မက်ကအရာရာဖြစ်ပါတယ်ဒါပေမဲ့လူတွေကသူမရဲ့ခံစားချက်ကိုနားမလည်ကြပါဘူးသူတို့ကနက်ကိုတေဆုံးပြီးသားလူတစ်ယောက်ဖြစ်တဲ့အတွက်မက်နဲ့အတူဆက်မနေသင့်တော့ဘူးလို့ပြောကြပါတယ်အဲ့ဒီစကားကြောင့်နက်ကဆုံးဖြတ်လိုက်ပါတယ်မက်ကိုပါသူမနဲ့အတူခေါ်သွားမယ်ဆိုပြီးနက်ကမက်ကိုလက်လန်းလိုက်ပါတယ်ဒါပေမဲ့မက်ကသူဇနီးရဲ့ကြောက်စရာအသွင်ပြင်ကိုမြင်ပြီးကြောက်လန့်ကငိုပါတော့တယ်အဲ့ဒီအချိန်မှာနက်ရဲ့နှလုံးသားကလည်းကြေကွဲသွားပါတယ်သူမရဲ့အချစ်ဆုံးလူကသူမကိုပြန်ကြောက်နေပြီဆိုတာကိုသိလိုက်ရပါတယ်နက်ကမက်ကိုတောင်းပန်ပြီးသူမဟာတေဆုံးပြီးနောက်မှာတော့မက်နဲ့အတူနေကျင်ခဲ့တာပဲလို့ပြောပါတယ်အမှန်တော့နက်ဟာသူမရဲ့ကလေးကိုမွေးဖွားနေစဉ်မှာမွေးဖွားရင်တေဆုံးခဲ့တာပဲဖြစ်ပါတယ်ကလေးလည်းအသက်မရှင်နိုင်ခဲ့ပါဘူးဒါပေမဲ့နက်ရဲ့နှလုံးသားထဲမှာမက်ကိုပြန်တွေးကျင်တဲ့စိတ်ကမတေဆုံးခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချစ်နဲ့တန်ရောစင်ကြောင့်ပဲသူမဟာတရေအဖြစ်နဲ့ဒီလောကမှာဆက်ရှိနေခဲ့တာပဲဖြစ်ပါတယ်နောက်ဆုံးမှာနက်ကမက်ကိုတခုတောင်းဆိုပါတယ်သူမမရှိတော့တဲ့နောက်မှာကိုဂယူးဆိုင်ပြီးဘဝကိုရှေ့ဆက်ဖို့ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့နက်အတွက်မက်ပျော်ရွှင်နေတာကိုပဲမြင်ကျင်တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာမက်ကလူတိုင်းကိုအံ့ဩတင်သွားစေမယ့်အမှန်တရားတစ်ခုကိုထုတ်ပြောလိုက်ပါတယ်မက်ဟာနက်တရေဖြစ်နေတာကိုအစာကလေးကတီးပြီးသားဖြစ်ပါတယ်သူလည်းနက်ရဲ့ပုံစံအမှန်ကိုမြင်ခဲ့ပြီးသားဖြစ်ပါတယ်ဒါပေမဲ့မက်ကနက်ကိုအယမ်းချစ်နေတဲ့အတွက်သူမတေဆုံးသွားတာကိုသိရင်တော့သူမနဲ့အတူဆက်နေဖို့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်မက်ကသူ့တငယ်ချင်းတွေပြောတာတွေကိုလည်းသိပါတယ်သူတို့ပြောတာမှန်တယ်ဆိုတာကိုလည်းသိပါတယ်ဒါပေမဲ့သူ့အတွက်တော့နက်ကတရေဖြစ်နေတာထက်သူ့ဘဝမှာအခြေဆုံးစနည်းဖြစ်နေတာကပိုအရေးကြီးပါတယ်ဒါကြောင့်နက်ရဲ့အမှန်တရားကိုတိတိကျကျနဲ့သူမကိုဘယ်တော့မှမဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်မက်ရဲ့စကားတွေကိုကြားလိုက်ရတဲ့အခါနက်တာမကတငယ်ချင်းတွေကပါစိတ်ထိခိုက်သွားကြပါတယ်ဇလန်းအဆုံးမှာတော့မက်နဲ့နက်တို့ကိုရွာသားတွေကလက်ခံပေးလိုက်ကြပါတယ်သူတို့နှစ်ယောက်ဟာပုံမှန်လင်မယားတွေလိုပဲအတူတူဆက်နေကြပါတယ်နောက်ပိုင်းမှာမက်နဲ့တငယ်ချင်းတွေကနက်နဲ့အတူဟော်ရာရှိုးတစ်ခုကိုဖွင့်လိုက်ကြပါတယ်နက်ရဲ့တရေအဆွမ်းကိုအတုံးချပြီးလူတွေကိုကြောက်လန့်အောင်လုပ်ခါဖျော်ဖြေရေးလုပ်ငန်းအဖြစ်အတုံးချပြီးပတ်စံရှာကြပါတော့တယ်တချို့ရွာသားတွေကတော့သူတို့ကိုမကြိုက်သေးပေမဲ့မက်နက်နဲ့တငယ်ချင်းတွေကတော့အတူတူပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်တကယ်တော့အချစ်ဆိုတာတစ်ခါတလေမှာအသက်ရှင်ခြင်းနဲ့တည်ဆုံခြင်းကြားကအကန့်အသတ်ကိုတော့ကျော်လွန်နိုင်တဲ့အရာပဲဖြစ်ပါတယ်